ဟာဂေးနီးယားပြည်နယ်မှာလူတွေကတဘာဝတရားနဲ့အညီအေးချမ်းစွာနေထိုင်ကြပါတယ်။ဒါပေမဲ့လူရိုင်းပြည်အန်စစ်အာဏာရလာတဲ့အခါနေရာတိုင်းကိုဖျက်ဆီးပါတော့တယ်။ဒီနေ့မှာအန်စစ်ရဲ့စစ်တပ်ကမိန်းကလေးငယ်ဆိုနီယာရဲ့ရွာကိုတိုက်ခိုက်ပြီးလူတပ်ပွဲဆင်နွှဲခဲ့ရမှာအသက်ရှင်ကျန်သူမရှိသလောက်ဖြစ်သွားပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အခါအရွယ်ရောက်လာတဲ့ဆိုနီယာဟာသူမရဲ့မျိုးနွယ်စုဝင်တွေကိုလိုက်လံရှာဖွေနေပါတယ်။သူမမှာတောအုပ်မြေပုံတစ်ခုရှိပြီးရောက်ပြီးသားနေရာတွေကိုမှတ်သားထားပါတယ်။ရေကန်တစ်ခုမှာတောဆောင်နယ်သမီးရုပ်ထုကိုတွေ့လို့ဆူတောင်းပြီးရေချိုးနေတုန်းလှပတဲ့တပ်တော်လေးတချို့ဟာခြေစားစစ်သားတွေအလိုက်ခံရလို့ပြေးလာကြပါတယ်။ဆိုနီယာနဲ့သူမမြင်ဟာပုံနေလိုက်ပြီးကျေးစားတွေထွက်သွားမှထွက်လာကြပါတယ်။နောက်တော့အဲ့ဒီတတော်လေးတွေဟာဥကြိုတွေအဖျက်ခံရပြီးတည်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်။နိုင်ပေါင်းများစွာမြင်းစီလာပြီးနောက်ဆိုနီယာဟာတိုက်ခိုက်ခံရတဲ့တိုင်းပြည်ငယ်လေးတစ်ခုကိုတွေ့ရပါတယ်။သူမဟာမြင်းကိုတောထဲမှာဆောင်းဆိုင်ခိုင်းထားပြီးရွာထဲကိုခိုးဝင်ကြည့်တဲ့အခါကျေးစားတွေကတတော်ဝါကြီးတစ်ကောင်ကိုတန်လောင်ရင်းထဲထည့်နေတာကိုတွေ့ရပါတယ်။ရုတ်တရက်ခီယူစင်းတန်ထွက်ပေါ်လာပြီး Egret Dragon ဟာသူ့ရဲ့စစ်သားတွေကြောက်စရာကောင်းတဲ့စစ်ကားကြီးတွေနဲ့လူသက်သမားအနီရှာတို့နဲ့အတူရောက်လာပါတယ်။ကျေးစားတွေဟာ Egret ရဲ့လက်ဝဲတပ်ပွဲတွေအတွက်ထူးဆန်းတဲ့တတော်ဝါတွေကိုလိုက်ဖမ်းပေးနေတာဖြစ်ပါတယ်။ Dragon ကဖမ်းမိလာတာတွေကိုစစ်ဆေးကြည့်ရှုပါတယ်။ပြီးတော့ Dragon ကအကျဉ်းသားတွေကိုစစ်ဆေးပြီးသူတို့ခေါင်းဆောင်ကိုထုတ်လာခိုင်းပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူကျွန်းဖြစ်နေတော့ကအဲ့ဒီလူကသူ့ကိုဒရွေးနဲ့ထွေးခဲ့ဘူးကြောင်းပြောပါတယ်။ Dragon ဟာပျောက်ဆုံးနေတဲ့လျှို့ဝှက်ချက်များစာအုပ်ရဲ့တဝက်ကိုရှာနေတာဖြစ်ပြီးဟီရယန်တောအုပ်ထဲကိုဝင်ကျင်နေတာပါ။အဲ့ဒီလူကနတ်ဖျားတွေလက်ခံတဲ့သူပဲအဲ့ဒီတောထဲကိုဝင်လို့ရမယ်လို့သတိပေးပါတယ်။ဒါပေမဲ့ Dragon ကနတ်ဖျားကိုမယုံကြည်ပဲအသိပညာနဲ့သိပ္ပံပညာကိုပဲယုံကြည်သူပါ။အဲ့ဒီလူကိုဒေါသတကြီးအော်ဟစ်ပြီးနောက်ဗိုလ်ချုပ်ခါလောက်ကိုတတ်ခိုင်းလိုက်ပါတယ်။တစ်ဖက်မှာလည်းဆိုနီယာဟာခိုးဝင်ရင်းနဲ့ခြေသားနှစ်ယောက်ကလောင်ရင်ထဲကတတ်တော်ကိုနှိပ်စက်နေတာတွေ့လို့ဝင်တားပြီးသူတို့ကိုဓာတ်နဲ့ထိုးသက်လိုက်ပါတယ်။လောင်ရင်ဖွင့်မှုကြိုးစားနေတော့အန်နီယာကသူမလေပင်ကိုဓာတ်နဲ့ထောက်ထားလိုက်ပါတယ်။ဆိုနီယာကဓာတ်ကိုဖယ်ထုတ်လိုက်ပြီးနောက်ဆုတ်သွားစဉ်အန်နီယာကတောအုပ်တစ်ခုလုံးမကြခင်ပျက်စီးတော့မယ်လို့ပြောပါတယ်။အဲ့ဒီအချိန်မှာအန်နီယာရဲ့ခေါင်းထဲကအတန်တွေကတက်ခိုင်းနေတာကြောင့်ဆိုနီယာကိုတိုက်ခိုက်ပါတော့တယ်။အမျိုးသမီးနှစ်ယောက်ဟာလက်နက်ကိုစီနဲ့အစွမ်းပြတိုက်ခိုက်ကြပါတယ်။ဒါပေမဲ့အန်နီယာကဓာတ်ရေးပို့တာကြောင့်ဆိုနီယာရဲ့ဓာတ်လွတ်သွားပေမဲ့ဆိုနီယာကအန်နီယာရဲ့ခြေထောက်ကိုဆွဲလဲလိုက်ပါတယ်လူတွေဝိုင်းကြည့်နေကြတော့မြေပြင်ပေါ်မှာဆက်တိုက်ကြရာဆိုနီယာကအန်နီယာကိုလည်းပဲညှက်ထားနိုင်ပါတယ်ဒါကိုကြည့်ပြီး Dragon ကဖျော်ရည်ကောင်းတစ်ခုပဲလို့မှတ်ချက်ပေးပါတယ်ဒါပေမဲ့ဆိုနီယာရဲ့မြင်ရောက်လာတာကြောင့်သူမအယုံလွှဲသွားချိန်မှာကာလော့ကသူမကိုရိုက်ပြီးမေ့လဲသွားအောင်လုပ်လိုက်ပါတယ်အတော်ကြာတော့ဆိုနီယာဟာကျူးကျော်သူတွေရဲ့တဲထဲမှာလက်ဝက်ကတိုင်နဲ့ချီနှောင်ခံရလျက်နိုးလာပါတယ် Dragon ကမေးခွန်းနဲ့မေးပေမဲ့ဆိုနီယာကမဖြေတာကြောင့်ကာလော့ကသူမရဲ့ဒဏ်ရာတွေကိုဓာတ်နဲ့ထိုးဆွနှိပ်စက်ပါတယ် Dragon ကသူမရဲ့မြေပုံကိုခိုးယူသွားတဲ့အခါဆိုနီယာဟာဒေါသတကြီးနဲ့လက်ကိုယုံထွက်ပြီး Dragon ရဲ့အင်ဂျင်ကိုလှမ်းဆွဲပါတယ်အန်နီယာကဓာတ်နဲ့ထောက်ပြီးတားလိုက်ပါတယ် Dragon ကတော့သူမကိုလက်ဝဲပွဲမှာထည့်ကျင်တာကြောင့်မတက်ဖို့တားပါတယ်ဆိုနီယာပြန်မိသွားချိန်မှာသူမရဲ့ရွာတိုက်ခိုက်ခံရတဲ့နေ့ကိုအိမ်မက်မှတ်ပါတယ်သူမအမေကကလေးတွေကိုခေါ်ပြီးတော်ရဲပြေးဖို့ပြောပါတယ်ဆိုနီယာကတခြားကလေးတွေကိုကဲဖို့ကြိုးစားခဲ့ပေမဲ့ကျူးကျော်သူတွေကနေရာထဲမှာရှိနေလို့မကယ်နိုင်ခဲ့ပါဘူးနောက်ဆုံးသူမအမေအသက်ခံရတာကိုကြည့်နေခဲ့ရပါတယ်ဆိုနီယာနောက်တစ်ချိန်နိုးလာတဲ့အခါခြုံနေတဲ့အတူလှောင်ရင်ထဲကိုရောက်နေပါတယ်သူတို့ကိုမြို့တော်ကိုခေါ်သွားကြပြီးဆိုနီယာဟာသူမရဲ့မြင်ကိုလူတွေကနှင်နှံနဲ့ရိုက်တာကိုမြင်လိုက်ရပါတယ်သူမဒေါသထွက်ပြီးအဆောင်တွေကိုရိုက်နှက်ကရုံထွက်ခဲ့ပါတယ်ပြီးတော့သူမရဲ့တန်ချေချင်းနဲ့နှင်းနှံကန်ရတဲ့လူကိုဖမ်းဆွဲပြီးတပ်ဖို့ကြိုးစားပေမဲ့စစ်သားတွေကသူမကိုပြန်ဖမ်းပြီးလှောင်ရင်းနဲ့ထည့်လိုက်တာကြောင့်ပြန်မိသွားပါတယ်။နိုးလာတဲ့အခါဆိုနီယာဟာသူမရှေ့မှာအမေဖြစ်သူကိုတွေ့လိုက်ရလို့အံ့ဩသွားပေမဲ့ဒါဟာအိမ်မက်ကြောင့်မြင်အောင်နေတာပဲဖြစ်ပြီးတကယ်တော့အဖွားအိုတယောက်ပါ။ဆိုနီယာကထိတ်လန့်တကြားနဲ့အဖွားအိုကိုဓာတ်နဲ့ထောက်လိုက်ပါတယ်။တခြားကြုံတွေကဒါဟာအသက်တန်မှုမရှိတဲ့ငရဲတွင်ဖြစ်ပြီးလွန်လန်းမရှိကြောင်းအဖွားအိုကိုတက်ရင်လည်းဘယ်သူမှဂရုစိုက်မှာမဟုတ်ကြောင်းပြောပြကြပါတယ်။တက်ချက်ကဆိုနီယာစီကဓာတ်ကိုသိမ်းယူပြီးငြင်းငြင်းနေဖို့သတိပေးပါတယ်။တစ်ဖက်မှာလည်းပညာရှိခရလက်က Dragon ကိုဘာလို့ဒီတော့ကိုတလောက်ဆွဲလန်းနေတာလဲလို့မေးပါတယ် Dragon ကအန်စစ်ဘီရင်ဟာဟီရီယန်တွေကိုတပ်ဖြတ်တုန်းကအသက်ရှင်သူတွေဟာစားဝဲတဝက်ကိုယူပြီးတောထဲကိုပြေးသွားကြကြောင်းရှင်းပြပါတယ် Dragon စီမှာရှိတဲ့တဝက်ကတော့သိပ္ပံပညာတွေအောင်မြင်ဖို့ကူညီပေးခဲ့ပေမဲ့သူကပိုပြီးလိုချင်နေတာပါစာအုပ်ထဲကလျှို့ဝှက်ကုတ်အရာအသိပညာအလုံးကိုပိုင်ဆိုင်တဲ့ကလေးဟာကဘာကိုအုပ်ဆုံးမယ်လို့ဆိုထားတာကြောင့်အဲ့ဒီကလေးဟာသူ့ပဲလို့ Dragon ကယုံကြည်နေပါတယ်။ညနေပိုင်းမှာဆိုနီယာဟာတွင်းထဲကနေနန်းအတိုင်းတက်ပြေးဖို့ကြိုးစားပါတယ်။ဘယ်သူမှမလုပ်နိုင်ဘူးလို့အားလုံးကထင်ကြပေမဲ့ဆိုနီယာကတော့အပေါ်ကိုရောက်သွားပါတယ်။ဒါပေမဲ့စစ်သားတွေဝိုင်းထားတာကြောင့်ပြန်ဖမ်းခံခဲ့ရပါတယ်။နောက်ပိုင်းမှာဆိုနီယာဟာကတင်းမှာချီနှောင်ခံရပါတယ်။တခြားကျွန်တွေကလွတ်လပ်ချင်ရင်လက်ဝဲကွင်းမှာအကုန်နိုင်အောင်တိုက်ရမယ်လို့ပြောပြပါတယ်။အန်နီယာတောင်အရင်ကကျွန်ဖြစ်ခဲ့ပြီးပြန်လွတ်လာတာလို့ဆိုပါတယ်။နန်းတော်ထဲမှာတော့အန်နီယာဟာစေကုံကနေဖြစ်နေပြီး Dragon လာတဲ့အခါပလင်းကုန်တွေကိုဖတ်ထားပါတယ်။ Dragon ကသူမကိုပုံမှန်ပြန်ဖြစ်မှမိဖုရားမြောက်မယ်လို့ပြောပြီးစေးအစ်စ်ပေးပါတယ်။သူထွက်သွားပြီးနောက်အန်နီယာဟာမှန်ထဲမှာတရားတွေကိုမြင်နေရပါတယ်။မနေ့ရောက်တော့ကျုံတွေကလေ့ကျင့်ကြပါတယ်။ဆိုနီယာဟာအော်ဆန်နဲ့တွေ့ပါတယ်။သူကအဖမ်းခံရကြတဲ့ကဓာတ်ချက်တစ်ချက်မှမထိဘူးသူအဖြစ်ကြော်ကြပါတယ်။သူကဆိုနီယာကိုဆင်ခေါ်ပါတယ်။ပတ်ထရာကတော့နောက်ပိုင်းမှာပြန်တက်ရနိုင်လို့တငယ်ချင်းမဖွဲ့ဖို့ဆိုနီယာကိုသတိပေးပါတယ်။ပွဲစားတဲ့အခါဆိုနီယာကလူသစ်မို့တစ်သားသားနဲ့ဘိုက်ပေါ်တဲ့ချက်ဝက်တစားပဲရပါတယ်။လက်ဝဲကွင်းထဲမှာဆိုနီယာနဲ့ပတ်ထရာတို့ထွက်လာကြပေမဲ့ဆိုနီယာကတော့အပြစ်မဲ့သူကိုမတက်ချင်ပဲအဂရစ်ကိုပဲတိုက်ခိုက်ချင်တယ်လို့ပြောပါတယ်။
ဒရာဂွန်ကရေမောပြီးစစ်သားတွေကိုပတ်ထရာကိုမြှားနဲ့ပစ်ခိုင်းလိုက်ပါတယ်ပတ်ထရာတေကာနီမှာဆိုနီယာကသူ့မဘေးမှာရှိနေပေးပါတယ်စစ်သားတွေကွင်းထဲဝင်လာတဲ့အခါဆိုနီယာကပတ်ထရာရဲ့ဓားကောင်းကိုယူပြီးစစ်သားတွေကိုတယောက်ပြီးတယောက်တပ်ဖြတ်လိုက်တာကြောင့်ပေးသက်တွေအံ့ဩသွားကြပါတယ်ဒရာဂွန်အောင်သဘောကျသွားပါတယ်ဆိုနီယာကပတ်ထရာရဲ့လယ်ဆွဲကိုယူသွားပါတယ်နောက်ဆုံးတော့ဆိုနီယာကအဲ့ဒီလယ်ဆွဲကိုပတ်ထရာရဲ့ရေးစာဟော့စီပေးလိုက်ပါတယ်အော်ဆန်ကတိတ်ဆုံးသူတွေအတွက်ဂုဏ်ပြုတောက်ကြပြီးဆိုနီယာကသူမရဲ့မျိုးနွယ်စုတခြင်းကိုဆိုပါတယ်ဒက်ဆိုတဲ့လူကလည်းအဲ့ဒီတခြင်းစာသားတွေကိုသိနေတာကြောင့်အံ့ဩသွားပါတယ်နောက်တစ်နေ့မှာ Dragon ဟာလျှက်စစ်နဲ့ထိန်းချုပ်လို့ရတဲ့တပူကရိယာကိုတတဝကြီးတွေရဲ့ခေါင်းမှာတက်ပြီးစမ်းသပ်ပါတယ်။သူကဒါကိုလူတွေမှာသုံးပြီးဆက်ရုပ်လိုခိုင်းစေချင်တာပါ။ပြီးတော့မျိုးတစ်ခုလုံးကိုစွန့်ရင်ပေးနေတဲ့မီးတောင်လုံးကိုလည်းပြသပါတယ်။တွင်းထဲမှာ Desk ကဆိုနီယာကိုဟီယာယန်မျိုးနွယ်စုတွေတောထဲမှာအသက်ရှင်ကျန်နေသေးကြောင်းပြောပြပါတယ်။ဆိုနီယာဝမ်းသာပြီးငိုပါတယ်။ဒါပေမဲ့သူမကိုနန်းတော်ကခေါ်သွားပါတယ်ဒရာဂွန်ကသူမကိုမြေပုံပြပြီးသူမရဲ့တောအုပ်ကိုကျူးကျော်တော့မယ်လို့ပြောပါတယ်။စားအုပ်ကိုမြင်လိုက်ရတဲ့အခါဆိုနီယာဟာငငယ်ကအိမ်မက်တွေကိုပြန်မြင်အောင်လာပါတယ်။လက်ဝဲကွင်းထဲမှာကျွန်းတွေကိုမြင်းစည်းစတားတွေနဲ့တိုက်ခိုင်းပါတယ်။ဆိုနီယာကိုတော့တိုက်ခွင့်မပေးဘဲအားလုံးသေးတာကိုထိုင်ကြည့်ခိုင်းပါတယ်။ဆိုနီယာကဗပဲဆရာစီကနေလက်နက်ကောင်းတွေတောင်းပြီးကွင်းထဲကိုခိုးဝင်သွားပါတယ်။ဒရာဂွန်ကမြေအောက်ကနေမျက်လုံးတစ်လုံးနဲ့ပါတဲ့ဘလူးကြီးဆိုင်ကလော့ကိုလွှတ်လိုက်ပါတယ်။ဘလူးကြီးဟာကျွန်းတွေကိုတိုက်ခိုက်ပါတယ်။ဆိုနီယာကဘလူးကြီးရဲ့ကြောပေါ်ခုန်တက်ပြီးခေါင်းမှာတက်ထားတဲ့တပိုးကိုအတင်းခွာချလိုက်ပါတယ်။တပိုးလွတ်သွားတဲ့အခါဘလူးကြီးဟာငြိမ်သွားပြီးအေဂရရှိတဲ့နေရာကိုတိုက်ခိုက်ပါတော့တယ်။ရုံးရင်းဆန်ကဖြစ်နေတော့ဆိုနီယာကသူမရဲ့တငယ်ချင်းတွေကိုဝိုက်ချဘဲမှာစုံမယ်လို့ပြောပြီးသူမကတော့နန်းတော်တွေကိုပြောင်းဝင်ကမြင်းကိုသွားခဲ့ပါတယ်။သူမကမီးတောင်လုံးကိုဓာတ်နဲ့ပြစ်ပေါက်လိုက်တာကြောင့်ပောက်ကွဲမှုကြီးဖြစ်ပြီးနန်းတော်ပျက်စီးသွားပါတယ်။ပညာရှိခရက်လက်တည်ဆုံးသွားပေမဲ့ဒရာဂွန်ကတော့အသက်ရှင်ပါတယ်။မနက်မှာဆိုနီယာဟာတငယ်ချင်းတွေနဲ့ပြန်ဆုံပါတယ်။အော်ဆန်ကတော့သူဟာတကယ်တော့မင်းသားတယောက်ဖြစ်လို့သူ့တိုင်းပြည်ကိုပြန်တည်ထောင်ဖို့ခွဲထွက်သွားပါတယ်။နောက်တော့စုံစမ်းရေးသမားတယောက်စီကနေဒရာဂွန်ကနောက်ကလိုက်လာနေပြီလို့သိရပါတယ်။ဆိုနီယာကသူမရဲ့လူတွေကိုကာကွယ်ဖို့အတွက်ဒက်စ်ကိုသူမတို့မျိုးနွယ်စုစီအရင်လှုပ်လိုက်ပါတယ်။ဒရာဂွန်ဟာဆိုနီယာတို့ဖျက်ဆီးထားတဲ့စခန်းကိုတွေ့ပြီးယူသွလာပါတယ်။အဲ့ဒီအချိန်မှာပဲဆိုနီယာပေါ်လာပြီးစစ်သားတယောက်ရဲ့ခေါင်းကိုပစ်ချကတတိပေးပါတယ်ဒရာဂွန်ကလည်းဒက်ဆယ်ခေါင်းကိုပြန်ပြပါတယ်ညဘက်မှာဆိုနီယာဟာဟီရန်ယန်မျိုးနွယ်စုတွေနဲ့ပြန်ဆုံပါတယ်သူတို့မှာစာအုပ်ရဲ့ကျန်တဲ့တော့ရှိနေပါတယ်သူတို့ကဒရာဂွန်ဟာငငယ်ကစာအုပ်ကိုဖတ်ခဲ့ပြီးလျှို့ဝှက်ချက်တွေကိုတီးသွားတဲ့ကောင်လေးဖြစ်ကြောင်းပြောပြပါတယ်ဆိုနီယာကဒီစစ်ပွဲကိုအဆုံးသတ်ဖို့သူတို့ကိုတိုက်တွန်းပါတယ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးဆိုနီယာနဲ့အန်နီယာတို့တယောက်နဲ့တယောက်အသေးလေးတိုက်ကြပါတယ်။အန်နီယာကဆိုနီယာကိုဓာတ်နဲ့ထိုးလိုက်ပေမဲ့ဆိုနီယာရဲ့မြင်းကဝင်ခဲ့ပါတယ်။ဆိုနီယာဟာဒဏ်ရာတွေနဲ့ရေကန်နာရောက်သွားတဲ့အခါနတ်သမီးကသူမကိုဆေးကုပေးပြီးခွန်အားတွေပေးလိုက်ပါတယ်။ဒရာဂွန်ဟာစာအုပ်ရဲ့နောက်တစ်ဝက်ကိုရသွားပေမဲ့အဲ့ဒီအထက်မှာကုသခြင်းနဲ့တဘာဝတရားအကြောင်းပဲပါလို့စိတ်ပြတ်သွားပါတယ်။သူကအန်နီယာကိုဆိုနီယာကိုတတ်ခိုင်းပေမဲ့အန်နီယာကညင်းပါတယ်။ဒရာဂွန်ကအန်နီယာရဲ့ကောင်းတဲ့ကအတန်တွေဟာသူကိုယ်တိုင်ထည့်ထားတာလို့ဝန်ခံလိုက်တဲ့အခါအန်နီယာကဒေါသတကြီးနဲ့ဒရာဂွန်ကိုဓာတ်နဲ့ထိုးလိုက်သလိုသူမကိုယ်တိုင်လည်းအထိုးခံပြီးသေဆုံးသွားပါတယ်။ဆိုနီယာရောက်လာတဲ့အခါဒရာဂွန်ဟာတောထဲမှာတေလူမျောပါဖြစ်နေပါပြီ။သူကတေးရမှာကြောက်နေပါတယ်။ဆိုနီယာကသူ့လက်ကိုကင်ထားပေးပြီးသူသေဆုံးသွားပါတယ်။ဆိုနီယာကသူ့ကိုဟီယာရန်တယောက်အနေနဲ့တကြိုပေးဖို့ပြောပါတယ်။နောက်ဆုံးမှာတော့ဆိုနီယာဟာတောထဲမှာမနေတော့ဘဲကဘာပတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။လာအနေငယ်ကြမှာသူမဟာရက်သေးစာတောက်စားပြီးပျော်ပါနေတော့အော်ဆန်ရောက်လာပြီးသတင်းစိုးတစ်ခုလာပြောတာကြောင့်ဆိုနီယာဟာသူနဲ့တူပြန်လိုက်သွားပါတော့တယ်။